မိစ္ဆာစီဝါနဲ့သူကကျွဲဝလာတဲ့ချမ်းသာလာတယ်ဒါပေမဲ့သူ့မှာဘွဲတွေရှိတယ်ဟာဂျီဆတ်ပေါ့နော်မော်လာနာဆတ်ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်လာတယ်ပတ်စံရှိတယ်ကျွဲဝတဲ့ချမ်းသာဘာသာရေးကောင်းဆောင်အကျင့်ဓာတ်တွေဒိတ်တာပြက်ပြီဆိုလို့ရှိရင်သူ့နောက်ကလိုက်ခဲ့တဲ့ဘာသာဝင်ကျင့်ဓာတ်တွေပြက်ပြီငါတို့မှာလာရှိတဲ့ပရိဒုပဒေသဝါဒမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဥစ္စာကျွယ်ဝသောနိုင်ငံတိဆောက်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်တိခါတော်ရဆရာသရာပေတရုမော်လာနာဟာဖစ်ကာရီဆရာဦးစိုးနေဦးတို့နဲ့အတူအခုလိုဆွေးနွေးထားကြတာကိုလေ့လာရမှာပဲဖြစ်ပါတယ်ပညာတစ်ခုထွန်းကားဖို့အတွက်ကဦးဇင်းတို့ကဒီအတွေ့အမြင်ပေါင်းစုံကရေးတဲ့စာပေတွေဖတ်ဖို့လိုအပ်တာဟုတ်ဆရာရဲ့ဆိုတော့ဒါမှမဟုတ်လေ20အုပ်ချုပ်ချင်ရင်စာမဖတ်အောင်လုပ်လို့ဒီလိုပြောခဲ့ကြတာလေအာနာချင်းတွေကတကယ်လဲစာမဖတ်အောင်လုပ်ခဲ့ကြတာပါပဲဦးဇင်းတို့ရဲ့ကျောင်းတိုက်တွေပေါ့နော်မန္တလေးမှာဦးဇင်းကအများဆုံးနေခဲ့တာပါပညာလည်းပဲတရားရာခိုင်နှုန်းကမန္တလေးမှာပဲပညာသင်ခဲ့တာပေါ့နော်အဲ့ဒီထဲမှာမှရှာရှာပါပါစာကြည့်တိုက်ရှိတဲ့ကျောင်းတိုက်မှာကံကောင်းစွာဦးဇင်းနေခဲ့ရတာပါဘုန်းကြီးကျောင်းတိုင်းမှာလည်းစာကြည့်တိုက်မရှိဘူးလားဟုတ်အဲ့ဒါကိုပြောမလို့ပေါ့နော်ဆိုတော့မန္တလေးမြို့မှာစာသင်တိုက်ပေါင်းမြောင်များစွာရှိတယ်တိုးတော်လည်းပဲစာကြည့်တိုက်ဟာလက်၅ချောင်းပြည့်အောင်မရှိပါဘူးဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့နာမည်အကြီးဆုံးလို့ခေါ်တဲ့ကမ္ဘာတန်ခါအများဆုံးပေါ့ဗျာနော်မစိုးရင်တိုက်တည်ကြီးမှာတော့စာကြည့်တိုက်မရှိပါဘူးဆရာနော်အဲ့လိုနေရာမျိုးမှာတော့စာကြည့်တိုက်မရှိဘူးမစိုးရင်တိုက်ဟောင်းတကယ်စာသင်တိုက်အကြီးမားကြီးတွေစာကြည့်တိုက်မရှိပါဘူးသူတို့တွေဟာပိဋကသုံးပုံတွေကကျမ်းစာတွေကိုပါဒါလည်းစာဖြစ်နေတင်ညရတာပေါ့နော်ပရိယတ္တိသာတတိုက်ဆိုတော့တင်ညရတာပြီဒါပေမဲ့တရမဖြစ်လာအောင်ပေါ့နော်သူတို့ကောင်းတရားဖြစ်လာအောင်ဦးဇင်းတို့ကအတွေ့အမြင်ဘောင်းစုံကရေးသားတဲ့ဇာတ်တွေကိုဖတ်ဖို့လိုအပ်တာကိုဒါထားလိုက်တော့ပြောချင်တာကဒါပေမဲ့မန္တလေးမြို့ရဲ့ဘုံကြီးကျောင်းရဲ့69ရာခိုင်နှုန်းမှာနှလုံးတိုင်တွေသုံးလုံးတိုင်တွေဘောလုံးတိုင်တွေရှိကြပါတယ်ဆိုတော့ဖြက်စီးတာစနစ်တကျဖြက်စီးတာပေါ့ဦးဇင်းပြောချင်တာပါဆိုတော့ဦးဇင်းတို့ရဲ့မြန်မာတနိုင်ငံလုံးရဲ့အမျိုးသားစာကြည့်တိုက်ဆိုအခုဘယ်နာမှရှိနေမှမသိတော့ဘူးနော်ဦးဇင်းတို့ငကရီစာအုပ်တိုက်တို့ဘာလို့ဘယ်နာရောက်နေမှမသိတော့ဘူးနော်ဝင်းချုပ်ဦးနုကောင်းသည်ဖြစ်စေသို့သည်ဖြစ်စေတမိုင်းမှာပေါ့နော်ဘလို့ပဲဖြစ်ဖြစ်သူတို့ရဲ့လက်ထက်တွေမှာအမျိုးသားစာကြည့်တိုက်တွေငကရီစာအုပ်တိုက်တွေတကယ်ပညာရေးကိုပေါ့နော်ထောက်ပံ့ပေးခဲ့တဲ့ဒါရကတွေရှိခဲ့ကြပါတယ်62ခုနှစ်နေဝင်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်သွားလဲဒီစာကြည့်တိုက်တွေရောပျက်စီးသွားတယ်အနှစ်20အုပ်ချုပ်ချင်ရင်စာမဖတ်အောင်လုပ်အနှစ်40အုပ်ချုပ်ချင်ရင်စာမတက်အောင်လုပ်ပညာရေးတွေအကုန်လုံးချွတ်ချုံကြအောင်လုပ်ပလိုက်တယ်လေဆရာရေးပါဆရာအများကြီးပြောခဲ့ပြီးပြီနောက်လို့ပညာရေးတွေချွတ်ချုံကြအောင်လုပ်ခဲ့တာတွေလေသူတို့အနှစ်40အုပ်ချုပ်ဖို့အတွက်စီမံကိန်းနဲ့လုပ်တာဖြစ်ပါတယ်နောက်ပိုင်းဘာဖြစ်လဲဆိုလို့ချင်းတလုံးအုပ်ချုပ်ချင်ရင်အကျင့်စာရိတ္တပြတ်အောင်လုပ်ဆိုတော့ဌာနဆိုင်ရာအကုန်လုံးလက်သားခွင့်တွေပေးလိုက်တယ်လေနောက်ဆုံးဘာဖြစ်လဲ3သိန်းဗာလဲ3သိန်းကရင်အေးလွတ်တယ်ဒါပဲလေဟုတ်တယ်ပြီးတော့အဂတိလိုက်စားတာတော့မှတဘောရိုးနဲ့မှားယွင်းတယ်ဆိုလို့ချင်းအဂတိမဖြစ်ဘူးဆိုတာမျိုးတွေလေသူတို့အဂတိဥပဒေတွေမှာရှိတယ်လေဦးဇင်းတို့ကိုယ်တိုင်ကလည်းအမှုပေါင်းများစွာရင်ဆိုင်ခဲ့ရတဲ့အခါမှာဒီဌာနဆိုင်ရာကသူကတဘောရိုးနဲ့မှားယွင်းတာပါဆိုမျိုးတွေကဒါမျိုးတွေလာတာဟုတ်အဲ့ဒါသဘောရိုးနဲ့မှားရအောင်ဘာလို့လဲဆိုရင်ခါရတာပေါ့ဗျာဒါမျိုးတွေဖြစ်လာတော့အကျင့်ပြတ်သွားလေအဲ့တော့အကျင့်ပြတ်တာကဝန်ထမ်းတွေနဲ့အကျင့်ပြတ်တာလားဆိုတော့မဟုတ်တော့ဘူးဆရာကြီးသာသနာရဲ့ဝန်ထမ်းတွေဆရာတို့ရဲ့ခရိယန်အစ္စလာမ်ကိုဦးဇင်းမပြောဘူးမသိဘူးအဲ့ရဲ့နဲ့ပဲဦးဇင်းမသိဘူးဒါပေမဲ့ဦးဇင်းတို့ရဲ့ဘောပေါ့နော်ဗုဒ္ဓဘာသာသာသနာဝန်ထမ်းတွေလေဘလို့ကျင့်နေဖြစ်လိုက်လဲဆိုလို့ရှိရင်လက်လာဘတွေများတောင်လုပ်ပလိုက်တယ်လူထားလိုက်တယ်ကွာကားပါမစ်တွေပေါ့ဗျာဘီလမြေပါမစ်တွေပေါ့ဗျာတစ်ပါမစ်တွေပေါ့နော်လိုပါမစ်တွေပေးလိုက်တယ်နောက်တစ်ခုကကျတော့အက်ကတွေတစတွေနှစ်စတွေပေါ့နော်အဲ့လိုမျိုးဘွဲတွေပေးလိုက်တယ်ပေါ့နော်ဘလောက်ထိဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီအက်ကမှာဗန္ဒဘွဲတွေဆိုစာတစ်လုံးမှမချလဲပေးလိုက်တာတွေရှိတယ်ပေါ့နော်အဲ့လိုအနေထားမျိုးတွေနောက်တစ်ခုကကျတော့ဒီလက်လာဘတွေနဲ့ပေါ့နော်ဒီဖုန်းကြီးတွေကိုသိမ့်သွင်းထားတယ်ပေါ့နော်လူရန်ထားတယ်ဆိုတော့စန္ဒာကတိဖြစ်အောင်ပေါ့ဗျာငါတို့ကိုလူရန်နေတယ်ငါတို့ကိုစောင့်ကြောက်နေတဲ့သာသနာပြုမင်းမဟောင်းမင်းမြတ်ကြီးဖြစ်အောင်မပြောတာတော့ဟုတ်လားအဲ့ဒါမျိုးတွေ तू ကလှုပ်လိုက်တာတကယ်ဆိုရင်ဗုဒ္ဓကချင်းချင်းလေးပဲဦးဇင်းတို့လာလာဖာတော့လိုက်ရင်မင်းတို့ကောင်ဒီအဲ့ဒါငရဲလန်းတော့ပူလောင်မဲ့လန်းတော့နိဗ္ဗာန်ကိုရရင်လည်းဆိုလို့ရှိရင်မင်းတို့လာလာဖာကိုစွန့်ရလိမ့်မယ်အဲ့မှာအင်ညာဟိလာဥပနေတာအင်ညာနိဗ္ဗာန်ကာပိနိဆိုတော့ဗုဒ္ဓကဓမ္မပဒမှာအထင်ကြီးမင်းငယ်ပြီးသားတွေဒါတွေကဆိုတော့ပြောချင်တာကအပူတော်ခံမှုလာလာဖာပေါ်များမှုကြော်ကြားမှုပေါ့ဒါဟာနိဗ္ဗာန်လားမဟုတ်ဘူးဒါတော့မှယဟန်တွေကဘာလဲငါတို့ကအပူဇော်ခံကြွရတာပါဆိုမျိုးကြီးအဲ့ဒါနိဗ္ဗာန်လားမဟုတ်ဘူးဗျနော်အဲ့ဒါငရဲလန်း
အပူဇော်ခံ တရားမှာရှိပြီးသားနော် ဒါချင်းချင်းလေးရှိပြီးသားရဲ့အဲ့ဒါကိုဟာအပူဇော်ခံကြွချီတော်မူလာပြီဆိုကြတော့လဲကြားဦးမှာပဲလေ ကြားဟုတ်တယ်ကြားဟုတ်တယ် အကျင့်ဓာရိတတွေကဖြတ်လိုက်တာဘာသာရေးကောင်းဆောင်အကျင့်ဓာရိတပြက်ပြီဆိုလို့ရှိရင်သူ့နောက်ကလိုက်ခဲ့တဲ့ဘာသာဝင်အကျင့်ဓာရိတပြက်ပြီပေါ့ ဆောဆရာပြောတဲ့ဟာပေါ့တရားရှေ့ကနေဘာမသိဘဲနဲ့သွားလိုက်တဲ့ခါနောက်မှာပါတဲ့လူအကုန်လုံး အကုန်လွယ်လာ သွား အဲ့လိုမျိုးပေါ့အကျင့်ဓာရိတတွေကပြက်သွားတယ်စောစောကပေါ့ဆရာရဲ့အကုသိုလ်အမှုပြုတဲ့သူတွေများလာတယ်နော်ပညာတတ်တွေမရှိတဲ့အခါမှာအကုသိုလ်မှုပြုတဲ့သူတွေများလာတယ်အဲ့ကြောင့်ဦးဇင်းတို့နိုင်ငံမှာပြန်ကြည့်မယ်ဆိုရင်ကုသိုလ်လည်းမထွန်းကားဘူးပညာလည်းမထွန်းကားဘူးကဲကုသိုလ်နဲ့ပညာမထွန်းကားဘူးဆိုတော့အခါမှာကဲဆရာဥစ္စာကိုထွန်းကားနိုင်မှာမလားဆရာဆုံးတယ်ဦးအဲ့ဒါလေးဆွေးနွေးပြပါ ဘလို့မှဦးဇင်းပညာမရှိမှတော့ဥစ္စာလည်းစနစ်တကျဝင်လာနိုင်ဘူးခုနပြောတဲ့မတမာမှုတွေနဲ့မယိုးသားမှုတွေနဲ့ရှာကြမှာပဲနီးရဆက်ရခုနရှေ့မှာဆရာတို့လည်းပြောတယ်ပရာဟိတလုပ်တယ်ချမ်းသာသွားတယ်အရင်တော့ပရာဟိတလုပ်တဲ့လူတွေကကျတော့ကိုရှိတာအကုန်ပေါင်းအောင် အဲ့လိုလုပ်တာ အခုကပရာဟိတလုပ်ပြီးနောက်ဆုံးပရာနေကြိုင်တိုင်းနဲ့ဘဝရောက်သွားတာပေါ့ပရာဟိတကိုစစ်စစ်မှန်မှန်လုပ်တဲ့လူတွေလည်းရှိပါတယ်ဆိုတော့ပြည်သူလူထုကထောက်ခံစေခြင်းပရာဟိတတွေလုပ်လာကြတယ်မင်းသားမင်းသမီးတွေပေါ့နော်မင်းသားမင်းသမီးတွေလုပ်ကြတယ်တချို့တွေလည်းမှန်မှန်ကန်ကန်လုပ်တာလည်းရှိကောင်းရှိမယ်အကုန်လုံးတော့ဘလုံးရှည်နဲ့မရိုက်ချင်ဘူးဘာလို့လဲအမှန်တကယ်လုပ်တဲ့လူတွေကိုမထိခိုက်စေချင်လို့ပါဘာလို့တကယ်လုပ်နေတဲ့သူတွေစိတ်တက်ကြသွားမှလည်းစိုးရိမ်တယ်ဘာလို့တချို့လူတွေကအကူအညီလိုပေမဲ့ပရာဟိတလူတွေနာမည်ကြီးခြင်းလို့ပဲဖြစ်ဖြစ်ကြော်ကြားခြင်းလို့ပဲဖြစ်ဖြစ်ထင်ပေါ်ခြင်းလို့ပဲဖြစ်ဖြစ်ဒီလိုလူတွေလာတော့ဒီမှာပဲရတဲ့လူတွေလည်းအများကြီးရှိတယ်နော်သို့တော့အဲ့ဒါမျိုးပရာဟိတဆိုတာဘုံဘုံတို့မှလည်းရှိတယ်စတုဒီတာကျွေးတာ ဟုတ်ကဲ့ တပည့်တော်တို့အစ္စလာမ်မှာလည်းရှိတယ်ရက်ွက်ထဲမှာလှုပ်ချင်အောင်လှုပ်ကျူးလွန်ချင်အောင်ကျူးလွန်သူခရီးရပြန်လာလို့အမ်တာဝတ်ဆိုတာဒီအမ်ဆိုတာကအများကိုကျွေးတာစတုဒီတာပါ ဟုတ်ကဲ့ အမ်တာဝတ်ကျွေးလိုက်အကုသိုလ်အလုံးငြိမ်း ဟော တဲ့လားသူကအဲ့ဒီပုံစံမျိုးဆိုတော့ဒီရှာဖွေမှုတွေကလည်းဘာဖြစ်လာလဲဆိုမတမာတဲ့ရှာဖွေမှုတွေသူကဒီတပည့်တော်တို့အစ္စလာမ်တိုင်းမှာဆိုလူနည်းစုတွေဖြစ်ကြတာတချို့လူလေကြတတ်တဲ့လူတွေရှိတယ်တချို့ဟိုလိုအဝင်အထွက်နတ်တယ်ဆိုတဲ့လူတွေပေါ့နော်အဝင်အထွက်နတ်တယ်ကတ်တတ်တယ်ပေါင်းတတ်တယ်ဟာငါဘယ်မူဘူးနဲ့သိတာငါဘသူနဲ့သိတာတပည့်တော်အမြဲပြောတယ်မင်းတို့တွေဝလီယလာတာဖြစ်ပါအလားရဲ့မိတ်ဆွေတာဖြစ်ပါအကုန်လုံးကလာပြီးပတ်သက်ချင်ပါလေဘာဖြစ်လို့လိုက်ပြီးတော့ဟိုလူနဲ့ပတ်သက်ချင်တာတော့ဒီလူနဲ့ကြီးကျယ်ချင်တာအဲ့လူတွေကဘာဖြစ်လာတော့တဖြည်းဖြည်းနဲ့အာနာပိုင်နေနဲ့ပေါင်းလာရင်နဲ့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုရင်တို့ကမတမာတဲ့စီးပွားရေးတွေကိုတစ်ဖက်ကလှုပ်တယ်တစ်ဖက်ကဘာပြတော့ပရဟိတဗန်းပြထားတယ်တစ်ဖက်မှာတော့သူတော်ကောင်းမယ်သူ့ထက်သူတော်ကောင်းတာကိုသူ့လောက်သူတော်မကောင်းဘူးအဲ့လောက်သူတော်ကောင်းနေနော်သူ့ကြည့်လိုက်ရင်လည်းတကယ်ကိုကျေးဇူးရှင်ကြီးပဲတကယ်လည်းကြမဟုတ်ဘူးပြည်သူလူထုကိုတစ်ကြက်ကျွေးပြီးသူကဟိုဘက်မှာ1000လောက်ရတယ် ဟုတ်တယ်တမှုရလို့တပည့်လူပေါ့ဗျာ ဒါပေါ့အများကြီးရနေတာဆိုတော့မြန်မာနိုင်ငံမှာကပညာမတတ်တဲ့ပုံမှာအဲ့ဒါလည်းလူတွေကမမြင်ဘူးနည်းနည်းပြေးလိုက်ရင်ပျော်သွားတာ ဟုတ်တယ် တချို့ကဆိုပြောတာမင်းတို့သူ့အပြစ်မပြောနဲ့သူကတို့ပြေးနေတာသူရတာပါဆိုစံတပီစီတဘုံလောက်ရတာတကယ်တော့ဟိုလူရနေတာကစံတင်းနဲ့ချီပြီးတော့နော် တင်းကိုတန်နဲ့ချီရ တန်နဲ့ချီရနေတာသူတို့မသိဘူးသူတို့မသိဘူးပေးပါလိုက်ရနေတာမသိဘူးအစိုးရစီကနေပြီးတော့ရပိုင်ခွင့်တွေ project တွေရနေတာသူတို့မသိရှာဘူးသူတို့ဘာပဲထင်တော့ဆိုတော့သူတို့ကိုကူညီနေတယ်ကယ်ဆယ်နေတယ်တပည့်တော်တို့အတိုင်းဝိုင်းမှာလည်းအဲ့ဒါမျိုးပဲဟိုမှာ ယူစကပုံတစ်ခုရှိရလားဟုတ်လားဂျုံသခင်လုံးသိမ့်ပြီးမှပေါင်ပုံလေးတစ်ခုလာပြီးတော့ပြေးတဲ့တဲ့လေ အဲ့ဒါအာရဗ်ယူရသူကအဆူသူကအဲ့ဒါဘယ်လိုလုပ်ဆိုတော့ဂျုံဟိုရဲမင်းတို့ဂျုံတခင်းလုံးသိမ့်မှုအတွက်မင်းတို့ပေါင်ပုံလေးတစ်ချက်ပေးတာကိုမင်းတို့ကျေနပ်မနေနဲ့ ဟုတ်တယ် အဲ့ဒါသူကတခင်းလုံးဒါပေမဲ့လူတွေအဲ့လောက်လည်းမသိရှာအောင်သူကခုနအရှိမှတပည့်တော်ပြောသလိုသူတို့မှဘ ഹു တုဒမရှိဘူးမှန်လားမသိဘူးဒီလူဆိုးလားကောင်းလားမသိဘူးတခါတလေကိုယ့်အကောင်းလာပြောတဲ့လူကကိုယ့်တခုခုမပေးနိုင်သူ့ကိုမကောင်းဘူးလို့ အဲ့လိုဖြစ်သွားတာနော် နည်းနည်းလေးလာပေးပြီးတော့ကိုယ့်ကိုသိမ်းသွင်းပြီးတော့ကိုယ့်ကိုရောင်းစားသွားမှလည်းမသိကြဘူးဆိုတော့ဘာဖြစ်တော့တပည့်တော်တဖြည်းဖြည်းနဲ့ဆရာနာရှင်ကလည်းဘာဖြစ်စေချင်တာလဲဆိုတော့မင်းတို့တွေ W ရောင်းစီးကြောက်ရောင်းမကောင်းတဲ့စီးပွားရေးတွေလုပ်မတမာရာတွေလုပ်နော်အဲ့ဒီမတမာရာတွေလုပ်တာကိုသူကမျက်ကွယ်ပြုတ်ပေးထားမယ်ဘာလို့ရမှာလဲဆိုတော့ရက်ကွက်ထဲမှာဖြစ်တဲ့ချစ်ကြောင်းကုံစင်အားလုံးငါတို့စီမှာ report လာတယ်ဆိုတော့ဘာဖြစ်လာလဲဆိုတော့အခြေခံလူဒန်းစားတွေကတော့နေ့စဉ်နဲ့များဆင်းရဲပြီးတော့အဝင်အထွက်ကောင်းတယ်ဆိုတဲ့လူတွေကဘာဖြစ်လာလဲတဖြည်းဖြည်းနဲ့ကျွယ်ဝလာတယ်ချမ်းသာတာတမာအာဇီဝတော့မဟုတ်ဘူး ဟုတ်တယ်မိစ္ဆာဇီဝတွေဖြစ်နေ မိစ္ဆာဇီဝနဲ့ तू ကကျွယ်ဝလာတယ်ချမ်းသာလာတယ်ဒါပေမဲ့ तू မှာဘွဲတွေရှိတယ်ခါဂျီဆတ်ပေါ့နော်မော်လာနာဆတ်ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်လာတယ်ပတ်စံရှိတယ်ကျွယ်ဝတယ်ချမ်းသာ
ရက်ွက်ထဲဘလို့ဖြစ်လာလဲဆိုတော့အမထားပါတော့ရက်ွက်ထဲမှာရိုးရိုးအရက်မူးတဲ့လူကမူးပြီးမှောက်နေပြောတော်တော်ဆိုးတာကောမသိလဲမသိနိုင်ဘူးနော်ပြောကြတာလေအမေချမ်းသာတဲ့သူတယောက်အဲ့ခရိုနီတယောက်အဲ့ဒီသူမတမာတဲ့စီးပွားရေးနဲ့ချမ်းသာတဲ့လူကြောင့်မလေး तू အကုန်ကောင်းမှာ तू အရက်တော့ပြီးဆဲသေးတာနော်တရက်ကွက်လို့ဒါပေမဲ့ तू ဘလို့ဟော तू ကအရက်တော့ပြီးဆဲတာလေးကလွယ်ပြီးကျွန်တော်အကုန်ကောင်းရှာတယ်ဟုတ်ကဲ့လူတွေရဲ့သဘာဝကိုပညာမတတ်တော့ကြတော့ဦးသေးရဲ့ ဟုတ်ကဲ့ ဒီပတ်စံလေးနည်းနည်းကိုယ့်ကိုရပိုင်ဝင်လေးပေးလိုက်တာနဲ့ကိုတို့မှပြောနေတာဒါကိုကြဆိုတော့ဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့အဲ့ဒီမှာအိမ်မက်တွေကဖြစ်လာဒီလူလက်ထက်တော့ဒီလိုချမ်းသာလာငါလည်းအဲ့လိုပဲချမ်းသာမထူးဘူးလေဒီနောက်တချို့လူတွေပေါ်လာတယ်မဟုတ်လားဘယ်အစိုးရတက်တယ်ရတဲ့အစိုးရနဲ့နော်ကျွန်တော်တို့ဦးသိန်းစိန်လက်ထက်မှာလည်းဘာလုပ်လို့ဆိုတော့လူတွေကိုလိုက်ပြီးတော့ဦးသိန်းစိန်နော်ကြက်ခိုင်ကြီးကိုမဲပေးဘာလာကြီးမှလည်းသူကခေါင်းဆောင်လူကလည်းကြွယ်ဝလိုက်တာချမ်းသာလိုက်တာမှတပည့်တော်တို့ဘက်မှာရှိတယ် ဟုတ်ကဲ့ ချမ်းသာလိုက်တာကြွယ်ဝလိုက်တာမှနဲတာမဟုတ်ဘူးနော်လူကလည်းဘာလာကြီးခေါင်းဆောင်ဒါပေမဲ့ဦးသိန်းစိန်လက်ထက်တော့ကသူ့ကိုလက်ခံတဲ့တရားဝင်တရားအတွက်ဦးသိန်းစိန်ကိုမဲပေးရအောင်လို့လိုက်ပြီးတော့စီးအောင်တာအမေ NLD လက်ထက်ရောက်တော့ကျလို့အမေစုသူ့လောက်ချစ်တာ2ယောက်မရှိဘူးဖြစ်သွားပြန်နော်